crystal black တားဖြူစီလေးဖြစ်ပါတယ်ဗျဒါကတော့ဟိုကျွန်တော်အများနဲ့တောင်းနေတော့ဟိုကျွန်တော်နဲ့တီးတဲ့မိတ်ဆွေတော်များလဲသိပါတယ်ဗျဒါကတော့ဟိုယောက်ျားလေးရောမိန်းကလေးရောတောက်လို့ရတယ်သူနှစ်ပတ်စာပါဒီထဲမှာနှစ်ပတ်စာပါတယ်ဒီလိုဟိုစေးတောင်လေးတွေပါဒီလိုစေးတောင်လေးတွေဒါကတစ်ပတ်စာဒီလိုတစ်ပတ်စာကလေးနှစ်ကပ်ပါအထဲမှာကျွန်တော်ကတောက်တာတော့ကြာပြီခင်ဗျဒီကောင်လေးကျွန်တော်ကတောက်တာကြာပြီနှစ်ပတ်စာဟိုနှစ်ပတ်လုံးကျွန်တော်ကစောင့်ပြီးတော့အသားကိုကျွန်တော်စောင့်ကြည့်စရာမလိုတော့ဘူးဒီတပတ်စာကလေးကိုကျွန်တော်က9ရက်လောက်တောက်လိုက်ပြန်ပြီးတော့ဝင်းလာတယ်ပေါ့အဓိကကနေသွားတယ်နေဘူးတွေကျွန်တော်အရင်သွားတဲ့အချိန်မှာအသားမဲသွားရင်ပြန်လာရင်ကျွန်တော်ခီးသွားပြန်လာရင်ဒီကောင်လေးကျွန်တော်တခြားလေးကျွန်တော်တောက်ဖြစ်တယ်9ရက်လောက်ဆိုကျွန်တော်အသားလေးပြန်ပြီးတော့ဝင်းလာတယ်ပေါ့အဲ့တော့ဟိုတချို့နေရာတွေမှာလည်းကျွန်တော်နေပါသွားတယ်ကျွန်တော်ကဟိုအသားရုံရင်းရလို့ပေါ့အခုမသွားဘူးဒီမသွားဘူးလို့ကျွန်တော်အရင်မရှိဘူးကျွန်တော်သွားခြင်းကသွားအဲ့လိုမျိုးကျွန်တော်လွတ်လပ်ကြီးကိုကျွန်တော်သွားပစ်လိုက်တယ်ဘာလို့အဲ့လိုသွားလဲလို့မင်းဒီ crystal black ရှိလို့ကျွန်တော်ကအဲ့လိုသွားနိုင်တာဒီ crystal black ကဟိုအသားဖြူတာဆိုတော့သူကအသားလေးကိုကြည်စေတာကျွန်တော်ကအသားညိုတဲ့သူတွေပါအသားညိုတဲ့သူတွေကဖြူပြီးတော့ကြည်လာတာအဓိကအရန်ဖြူစွတ်ပြီးတော့လေဆေးတော့ရှင်းဖြူမှာပေါ့ပြီးပြန်မင်းမှာပေါ့အဲ့လိုမရှိဘူးဒီဆေးကကျွန်တော်အသားကိုလုံးဝကြည်နေတာကျွန်တော်တို့ကအသားညိုတယ်ဖြူရဲ့သူနဲ့ကျွန်တော်ရှင်းလိုက်လို့ရှိရင်ကျွန်တော်အသားလေးကကြည်နေတာအဲ့တော့ဖြူရဲ့သူတွေရောတောက်လို့ရလားလို့မင်းတောက်လို့ရပါတယ်အဲ့တော့အသားဖြူပြီးတော့ဗျာဟိုအသားလေးဖြူနေပြီးတော့အသားမကြည်ဘူးဆိုလည်းမမိုက်ဘူးဒီကောင်ကကျတော့အသားဖြူရဲ့သူတွေတောက်လို့ရတယ်ဆိုတာကအသားလေးကကြည်နေတာညိုရဲ့သူတွေအတွက်လည်းအသားကြည်နေတာအဓိကအသားဖြူရတဲ့ဒီကောင်ကလုံးဝအသားရည်လေးကိုစိမ့်ပြီးတော့ကြည်နေရဗျအဲ့လိုမျိုးကြောင့်အသားဖြူရဲ့သူကိုညိုရဲ့လိုတောက်လို့ရပါတယ်အဲ့တော့ဖြူရဲ့သူတွေကနေပြီးတော့ဖြူပြီးသားမလို့မလိုအပ်တာလည်းမရှိပါဘူးသူကcollagen ဓာတ်တွေကလိုပါတယ်အဲ့တော့အသားဖြူစီဆိုတော့အသားလေးကြည်နေတာပါဒါတော့ကျွန်တော်အများအားတောက်နေကြစီးလေးဖြစ်ပါတယ်ဗျ